ကဲခမရတို့ပဲစဉ်းစားကြည့်ဗျာကျမတို့မြန်မာပြည်မှာသူငယ်တန်းတည်းကဘွဲရတဲ့အထိအင်္ဂလိပ်စာကိုသင်နေကြတာပဲလေဒါဆိုဘာကြောင့်မပြောတတ်လဲတကယ်တော့ကျမတို့ငယ်တန်းတည်းကဘွဲရတဲ့အထိသင်ခဲ့ရတဲ့ vocabulary တွေဒီမြန်မာနိုင်ငံကကလေးတွေထက်တော့တာမှာပဲဒါပေမဲ့သူများနိုင်ငံကကလေးတွေကစကားပြောတတ်ပြီးကိုကဘွဲရတဲ့အထိ vocabulary များတတ်တာပဲဘာကြောင့်မပြောတတ်တာလဲများပြောတာကိုဘာကြောင့်နားမလဲတာလဲHello, Minglava. Welcome back to my channel, English with Lin. Today, the video maro Lin's go. Amazon la mitare migun pite. English agami me piota po. Beani saya ble. Belulo amle sure miguni. English gao the next level yapo ya doe. Palo amle sure miguni go. Tibi ma pipare. Di miguni akolongo tips don't kune tibi do ba me. Okay, tips number 1. Boga speaking.ပြောတတ်စင်တာဖြစ်တယ် speaking တိုးတက်စင်တာဖြစ်တဲ့အတွက် English လို့များများပြောပေးရပါမယ် Tips number 2 English ကို subject တစ်ခုလို့မလေ့လာဘဲနဲ့ဘာသာစကားတစ်ခုလို့လေ့လာရပါမယ်ဘယ်လိုလေးလဲဆိုတော့ကိုကမြန်မာလိုဖြစ်တယ်ဆိုတဲ့တလုံးကိုသိလို့ရှိရင်သူကဖြစ်တယ်ငါကဖြစ်တယ်သူတို့ကဖြစ်တယ်ကျမတို့ကဖြစ်တယ်ဒီလိုဖြစ်တယ်ဆိုတဲ့တလုံးလေးသိတာနဲ့ကိုကစကားတွေအများကြီးပြောတတ်သွားတာအဲ့လိုလေးပဲ English မှာလေကိုကတလုံးသိတာနဲ့အများကြီးပြောတတ်သွားတာဘာသာစကားတစ်ခုလို့လေ့လာရင်ဒါကြောင့်မို့လို့ကိုကဥပမာ get တစ်ခုကိုကသိလို့ရှိရင်I get to know him more and more ဒါမှမဟုတ် I get up late this morning ဒါမှမဟုတ် I get it I receive it I get it ဒီလိုလေး get တလုံးလေးကိုကအများကြီးပြောလို့ရမယ်ဒီလိုဘာသာစကားပုံစံလေးနဲ့လေ့လာပေးရပါမယ်ဒီနံပါတ်3မှာကျတော့မမမမညံ့ညံ့ပြောရမယ်အစွမ်းကုန်ထုတ်ပြောရမယ်ဒီနံပါတ်3နဲ့တွဲလျက်ပြီးကိုသိထားရမှာကကိုမှားလို့အထောက်ပြခံရတိုင်းမှာလည်းပြင်ရပါမယ်ဒီလိုကိုမှားတိုင်းအထောက်ပြခံရတဲ့ပြင်လိုက်တိုင်းမှာဆိုလို့ရှိရင်လူဟာပို့ပြီးတော့မှန်သွားတယ်ပေါ့နော်ကိုတည်တဲ့လူနားလဲတဲ့လူတက်ကြောတဲ့လူကကိုရဲ့အမှားလေးတွေကိုထောက်ပြပေးတိုင်းမှာပြင်သွားဖတ်သွားမယ်ဆိုလို့ရှိရင်အမှန်တွေကိုပြန်လေ့ကျင့်သွားမယ်ဆိုလို့ရှိရင်အမြန်ဆုံးအတတ်မြန်သွားမှာပါနောက်ဆုံး bonus tips အနေနဲ့တော့ကိုရဲ့ pronunciation ကိုပြင်ရမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကဲခင်ဗျားတို့ပဲစဉ်းစားကြည့်ဗျာကျမတို့မြန်မာပြည်မှာသူငယ်တန်းတည်းကဘွဲရတဲ့အထိအင်္ဂလိပ်စာကိုသင်နေကြတာပဲလေဒါဆိုဘာကြောင့်မပြောတတ်လဲတကယ်တော့ကျမတို့ငယ်တန်းတည်းကဘွဲရတဲ့အထိသင်ခဲ့ရတဲ့ vocabulary တွေဒီသူများနိုင်ငံကကလေးတွေထက်တော့တာမှာပဲဒါပေမဲ့သူများနိုင်ငံကကလေးတွေကစကားပြောတတ်ပြီးကိုကဘွဲရတဲ့အထိ vocabulary များတတ်တာပဲဘာကြောင့်မပြောတတ်တာလဲများပြောတာကိုဘာကြောင့်နားမလဲတာလဲရိုးလေးပါကိုယ့်ရဲ့ pronunciation တွေအတန်ထွက်ကလေးတွေမှားနေတဲ့အတွက်ကြောင့်မလို့ကျမတို့ကအတန်ထွက်အမှန်နဲ့ပြောနေတဲ့အင်္ဂလိပ်အစစ်တွေပြောနေတဲ့ဟာကိုလည်းနားမလဲသလိုကျမတို့ကိုယ်တိုင်ဒီလေဒီကိုမြန်မာပြည်မှာပေါ့နော်ဒီသင်ထားတဲ့တတ်ထားတဲ့ဒီအတန်ထွက်အမှားတွေနဲ့ပြောတဲ့အခါမှာဘယ်သူမှကျမတို့ကိုနားမလဲတာပါနောက်တစ်ခုကျတော့ဒီကိုတဲမှာဒီအတန်ထွက်မှန်လားမမှန်လားတေချာလားမတေချာလားဆိုတဲ့အကြောက်တရားရှိနေတဲ့အခါကျတော့ရဲမပြောရဲဘူးရဲမထွက်ရဲဘူးဒီဟာတွေကြောင့်လဲကျမတို့ speaking မှာအများကြီးနှောင့်နေတာဖြစ်ပါတယ်ဒါကြောင့် tips number 1 subject တစ်ခုလို့မလေ့လာဘဲနဲ့ဘာသာစကားတစ်ခုလို့လေ့လာပေးပါ number 2ကိုက speaking ပြောတတ်ချင်တာဖြစ်တဲ့အတွက်အများများပြောပေးရပါမယ်ရေးတာရေးုံဖိုက်ုံနဲ့မရပါဘူးပြောပေးပါဆိုတဲ့အခါမှာလက်တွေ့နေ့တိုင်းနေ့စဉ် activity တွေကိုအင်္ဂလိပ်လိုပြောကြည့်ရပါမယ်ကိုစာအုပ်ထဲမှာတွေ့တဲ့စာကြောင်းတွေရေးသားထားတဲ့စာတွေလိုဖတ်နေတာမဟုတ်ပဲနဲ့လက်တွေ့အသေးအမွှာစာပြောကြည့်ရပါမယ် and that was tip number 2 right number 3ကိုကမှားတာမှန်တာမှားမှမကြောက်ပဲနဲ့မမှန်အစွမ်းကုန်ထုတ်ပြောရပါမယ် number 3နဲ့အတူကိုသိထားရမှာကကိုမှားလို့အထောက်ပြခံရတိုင်းမှာပြင်ရပါမယ်ဒါကတော့အမြန်ဆုံးအင်္ဂလိပ်စကားပြောကို fluent ဖြစ်မဲ့နည်းလမ်းဖြစ်ပါတယ်ကိုမှားလို့အတန်ထွက်မှားတာပဲဖြစ်ဖြစ်ကိုရဲ့ grammar အရှင်းအောင်မညီတာပဲဖြစ်ဖြစ်သူကိုတက်ကျွမ်းသူတိကျွမ်းသူတကယ်ပြောတတ်တဲ့သူ native speaker တွေနဲ့တွေ့တဲ့အခါဖြစ်ဖြစ် native speaker တွေနဲ့ပဲတွေ့တဲ့အခါပဲဖြစ်ဖြစ်အထောက်ပြခံတဲ့အခါမှာအမြန်ဆုံးကိုမှမာနတွေမရှိမထက်မာနတွေမထားဘူးအရှက်တရားတွေဘာမှအများကြီးကိုယ်ထဲမှာမရှိနေပဲနဲ့
ပြင်လိုက်ရိုးရိုးလေးပဲပြင်လိုက်ဒါကတော့အမြန်ဆုံး fluent ကိုရောက်တဲ့နေရာဒါအမြန်ဆုံးဖြစ်ပါတယ် number 4အနေနဲ့ bonus tips အနေနဲ့ကတော့ကိုယ့်ရဲ့ pronunciation တွေကိုပြင်ရပါမယ်ဟုတ်ပါတယ်ကျမတို့ငယ်ငယ်တွေကဒီသင်ခဲ့တဲ့ pronunciation အမားတွေကိုပြင်လိုက်ရုံနဲ့ပြင်လိုက်အဲ့ဒီတေးလေးပြင်လိုက်ရုံနဲ့ဟိုတတ်ထားသမျှ vocabulary တွေရဲ့အတန်ထွက်အကုန်လုံးကိုပြင်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်အင်္ဂလိပ်စကားပြောရဲ့ listening style သူများအင်္ဂလိပ်စစ်တွေပြောနေတဲ့ဟာတွေလည်းနားလဲလာမယ်ကိုနားလဲတာနဲ့အရာကိုယ်တိုင်လည်းပြောတတ်သွားမှာဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့ link set tips လေးကကိုအတွက်အကျုံးဝင်မယ်လို့ထင်ပါတယ် link set tips လေးတွေကိုသုံးကြည့်ပြီးကိုမှတိုးတက်မှုလေးတွေရှိရင်လည်း link ရဲ့ comment မှာလာရေးပေးပါအောင်နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ရအောင် bye